ဆိုင်းနဲ့ဖြိုးတို့တငယ်ချင်းနှစ်ယောက်ဟာမြို့ပြင်ကစီးရုံဟောင်းကြီးတစ်ခုတည်းကိုညတန်းကောင်မှာစူးစမ်းဖို့ရောက်လာခဲ့ကြတယ်စီးရုံရဲ့လီတူကထူးဆန်းစွာအေးဆက်နေပြီးအနက်အသက်ကလည်းဈေးဝါးနတ်နဲ့ဖုံနတ်တွေရောနှောကစိတ်ပျက်စရာကောင်းလာတယ်သူတို့ဟာဒုတိယထက်ကတားဖွားဆောင်ရှေ့ကိုရောက်တဲ့အခါအပြင်ဘက်မှာလီမတိတ်ပဲဆေးရုံတကားကြီးတွေကကြီးဝုန်းဆိုပြီးအလို့လို့ပိတ်သွားတယ်ဖြိုးကကြောက်လန့်တကြားနဲ့တကားကိုပြန်တွန်းပြင်မဲ့တစုံတယောက်ကတစ်ဖက်ကနေအားနဲ့ဆွဲထားသလိုလုံးဝဖွင့်လို့မရတော့ဘူးအဲ့ဒီအချိန်မှာမောင်မဲနေတဲ့စင်ကြံလမ်းရဲ့အဆုံးကနေခလီးငယ်တယောက်ရဲ့ရှိုက်ကြီးတမင်ငိုတန်တဲ့အတူအမျိုးသမီးတယောက်ရဲ့အကွဲကွဲတချင်းဆိုတဲ့တိုးတိုးလေးထွက်ပေါ်လာတယ်ဆိုင်းကသူ့ရဲ့လက်ကင်တံမီနဲ့စင်ကြံလမ်းတစ်လျှောက်ကိုဖြည်းဖြည်းချင်းထိုးကြည့်လိုက်တယ်ဖုံတွေတက်နေတဲ့ကျမ်းပြင်ပေါ်မှာဟောင်းနွမ်းပျက်စီးနေတဲ့လူနာသွန်းလဲတစီဟာဘသူမှမရှိပဲသူတို့စီကိုဖြည်းဖြည်းချင်းလိမ့်လာနေတယ်ကြောက်ဆိုတဲ့ဘီးတန်းကတိတ်ဆိတ်နေတဲ့ဆေးရုံထဲမှာဟင်းထွက်နေပြီးခွီးချဲကသူတို့ခြေရင်းသားအရောက်မှာရုတ်တရက်ရက်သွားတယ်ဆိုင်းတို့ကအသက်တောင်မရှူရဲပဲကြည်နေတော့အဲ့ဒီခွီးချဲပေါ်ကလေတူထဲမှာအဖြူရောင်လူနာဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတယောက်ရဲ့ကြောပြင်ပုံတရံကမြူကိုဒီလိုတဖြည်းဖြည်းထင်ရှားလာတယ်သူမကခေါင်းကိုငိုက်ဆိုင်ချထားနေသူမရဲ့ပခုံးတွေကတုံရင်နေတာကြောင့်ငိုနေတာလားရယ်နေတာလားဆိုတာခွဲခြားလို့မရနိုင်အောင်ခြောက်ချားဖို့ကောင်းလာတယ်